မင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းကတော့နားထောင်နေသူတိုင်းအတွက်အလွန်စိတ်မကောင်းစရာအလေးထားစဉ်းစားဖို့လိုအပ်တဲ့ဖရက်တစ်ခုပါရွှေပြည်သာမြို့နယ်အထက်ကဝမ်းလိုလူသိများတဲ့အထက်တန်းကျောင်းတစ်ကျောင်းအတွင်းမှာမုံစားစင်းချိန်ဆိုတဲ့ပျော်ရွှင်ရမယ့်အချိန်တစ်ခုဟာမိဘတွေအတွက်တော့ဘယ်တော့မှမမေ့နိုင်တော့မဲ့အမတ်တရားနာကျင်မှုတစ်ခုအထိပြောင်းလဲသွားခဲ့ပါတယ်။စန်ဒီလာဂီလာ28ရက်နေ့လယ်ပိုင်းမုံစားစင်းချိန်မှာ Grade 8နဲ့ Grade 7ကျောင်းသားအချင်းချင်းစကားသေးသေးလေးကနေစတင်ခဲ့တဲ့အငင်းသွားမှုဟာမကြာခင်အချိန်အတွင်းမှာပဲထိုးချိန်မှုအထိရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအသက်15နှစ်အရွယ် Grade 7ကျောင်းသားမောင်မိုးသူရင်ဟာဦးခေါင်းကိုလက်တီးဖြင့်ထိုးခန့်ရပြီးကွန်ကရစ်လမ်းမပေါ်ကိုလေကျသွားခဲ့ပါတယ်။သူလေကျသွားတဲ့အချိန်အနာမရှိရသူငယ်ချင်းတွေကဘာလို့ရမှန်းမသိပဲရက်ကြည့်နီးခဲ့ကြတယ်လို့လည်းရက်ခွက်နေပြီးသူတူကပြောပါတယ်။မောင်မိုးသူရင်ကိုအရေးပေါ်စီယုံပို့ဆောင်ခဲ့ပေမဲ့လမ်းခရီးမှာပဲအသက်ရှူရပ်သွားခဲ့ပါတယ်။မိဘတွေအတွက်တော့ဖုန်းတစ်ခါခေါ်တာနဲ့ပဲကလေးကိုအပီးအပိုင်ဆုံးရှုံးလိုက်ရတဲ့အချိန်ဖြစ်ခဲ့ပါတယ်။အစားပိုင်းမှာတော့ဘောလုံးကစားရေးအမောဖောက်တေဆုံးခဲ့တာလို့တရင်ပေးခဲ့ကြပေမဲ့နောက်ပိုင်းရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်တွေထွက်ပေါ်လာတဲ့အခါအမှန်တရားဟာတဖြည်းဖြည်းပေါ်လွင်လာခဲ့ပါတယ်။စန်ဒီလာအီလာ28ရက်နေ့မူခင်းဆရာဝန်ရဲ့ကနဦးစစ်ဆေးချက်အရဦးခေါင်းအားပြင်းထန်စွာထိခိုက်ခဲ့ပြီးဦးနောက်သွေးကြောပေါက်ကဦးနောက်အမေအောက်သွေးသွင်းမှုထစ်ထွားခဲ့တာကြောင့်ဦးနောက်ပြီးညက်ပြီးတိတ်ဆုံးခဲ့တာခေကြောင့်တရားဝင်ထွက်ဆိုခဲ့ပါတယ်။ဒီစစ်ဆေးချက်အပြီးမှာတော့ရဲတပ်ဖွဲ့ကကနဦးတေမှုတခင်အဖြစ်စစ်ဆေးနေရကနေလူတတ်မှုအဖြစ်အမှုပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။လက်တီဖြင့်ထိုးခဲတူဟုဆွဆွဲခံရတဲ့ Grade 8ကျောင်းသားမောင်နိုင်ဝင်းခန့်အသက်16နှစ်ကိုရွှေပြည်သာမြို့မှာရဲစခန်းမှာဖမ်းဆီးထားပြီးဆက်လက်စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။ဒီဖြစ်ရပ်ဟာကျောင်းဆိုတဲ့နေရာဟာတကယ်လုံခြုံနေတယ်လားဆိုတဲ့မိခွန်းကိုလူတိုင်းရဲ့စိတ်ထဲမှာခြံထားခဲ့ပါတယ်။ဆရာမတွေရဲ့ကြီးကပ်မှုကျောင်းအုပ်ချုပ်ရေးရဲ့တာဝန်ယူမှုကျောင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာထိန်းညှိမှုဒီရာအလုံးကိုပြန်လဲစဉ်းစားသုံးသပ်ဖို့လိုအပ်လာပြီလားဆိုလားအများပြည်သူအကြားဆွေးနွေးမှုတွေတက်လာနေပါတယ်ဒီလိုဝန်နေစရာဖြစ်ရတဲ့ထပ်မံမဖြစ်ပေါ်အောင်ဘယ်လိုကာကွယ်ရေးစနစ်တွေလိုအပ်မလဲဘယ်သူဒီမှာတာဝန်ရှိလဲတင်အမြင်ကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်နောက်ထပ်အတီးပြူတဲ့အချက်လက်တွေရရှိလာတဲ့အခါဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားထောင်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်